Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာရွှေထမင်းလှုပ်စားဖြစ်လို့လုပ်နေဒီကိုလာမျှဝေပေးမှာဖြစ်ပါတယ်ရှင်အခေါ်ပေါ်နဲ့ခေါ်မယ်ဆိုရင်တော့ခေါက်ရကုလို့ခေါ်ပါတယ်ရှင်ကောက်ညံဆန်နှစ်ခွက်ကိုညကလေးကရေးစေးပြီးတော့မှဆင်ထားလိုက်ပါတယ်မနေ့ကျရင်တော့ပေါင်းစကားလေးထည့်ပြီးတော့မှ45မိနစ်လောက်ပေါင်းပေးလိုက်မှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ထညက်ကိုကြိုပေးလိုက်မှာဖြစ်ပါတယ်ထညက်ကိုတော့20သားသုံးထားပါတယ်ရှင်ရေ300 ml ထည့်ပြီးတော့မှထညက်လေးတွေလုံးဝအရေးပြောတော့တဲ့အထိကိုတည်ပေးလိုက်ရမှာဖြစ်ပါတယ်ရှင်။ထညက်လေးတွေပပဆူလာပြီးဆိုရင်တော့မိပေးလိုက်လို့ရပါပြီရှင်။အခုနကပေါင်းထားတဲ့ကောက်ညင်လေးလည်းရသွားပြီဆိုရင်တော့ထညက်ရည်လေးထည့်ပြီးတော့မှတီချာလေးလုံးဝစီးသွားတဲ့အထိကိုပြန်ထိုးပေးလိုက်ရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်စားလေးလည်းအနည်းငယ်ထည့်ပါတယ်ရှင်။ကြိုနေတဲ့အချိန်မှာစားလေးအနည်းငယ်ထည့်ပါတယ်။ပြီးလို့ရှိရင်စီလေးလည်းအနည်းငယ်ထည့်လိုက်ပါတယ်နော်။ကောက်ညင်လေးတွေလုံးဝစီလေးဖြစ်သွားပြီဆိုရင်တော့မိပေးလိုက်လို့ရပါပြီရှင်အခဲခံမဲ့ပန်လေးထဲကိုစီလေးထည့်ပြီးတော့မှတုပ်ဖို့လည်းမမေ့ပါနဲ့เนาะဒါမှကောက်ညင်လေးတွေကပန်ထဲမှာမကပ်ပဲနဲ့ပေါ့เนาะအလွယ်တကူဖြည့်ရလွယ်မှာဖြစ်ပါတယ်ရှင်စီလေးတုပ်ပြီးတော့ပြီဆိုရင်တော့အခုနကထိုးထားတဲ့ရွှေထမင်းလေးကိုထည့်ပြီးတော့မှတီချာလေးတိတ်ပေးလိုက်ရင်ရပါတယ်အကယ်၍ထိုးတဲ့ချိန်မှာစီမထည့်ဘူးဆိုရင်တော့ဒီနေရာမှာစီလေးနည်းနည်းထည့်ဖို့တော့လိုပါတယ်ရှင်တေချာလေးလုံးဝတိတ်လေးတိတ်ပြီးသွားလို့ရှိရင်တော့နန်းလေးအနည်းငယ်ဖြူလိုက်ပါတယ်ပုံမှန်ကျိုင်းတုံမှာလှုပ်စားရတယ်ဆိုရင်တော့မြေပဲလေးထည့်တယ်ပေါ့နော်ကျိုင်းတုံရဲ့ရွှေထမင်းကကြတော့မြေပဲလေးပါပါတယ်ပြီးရင်တော့လုံးဝအေးသွားတဲ့အထိထားလိုက်ရမှာဖြစ်ပါတယ်လုံးဝအေးသွားပြီဆိုမှလိုတလူပေါ့နော်ဖြတ်ပြီးတော့မှသုံးဆောင်လို့ရပါပြီရွှေထမင်းကလုံးဝအေးသွားမှအတုံးလေးတွေသုံးဖို့ပြောချင်ပါတယ်ရှင်CCEE လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ရွှေထမင်းလေးကိုအလွယ်တကူလှုပ်စားလို့ရပါတယ်အားလုံးပြီးသွားလို့ရှိရင်တော့အပေါ်မှာအုံသီးလေးဖြူပေးလိုက်ရင်တော့တကယ်ကိုစားလို့ကောင်းတဲ့ရွှေထမင်းလေးကိုရရှိမှာဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းနောက်မလုံးနည်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါတယ်ရှင်